ယောက်ျားတွေကဒါတွေထိထိုင်အလွေတကူအိမ်တောင်ခွဲဖို့စဉ်းစားကြမယ်မထင်ဘူးအမျိုးသမီးတစ်ယောက်ကခလေးဦးမွေးပြီး2နှစ်3နှစ်ထိကလူကောင်းမဖြစ်သေးဘူးနော်လူကောင်းဆိုတာ mental physical and hormone တာမကျမ်းမာအရင်လိုတွတ်တွတ်လတ်လတ်လူကောင်းတောင်တခါတလေအယံပင်ပန်းရင်ဖောက်တတ်သေးတယ်ခလေးဟူမွေးထားတဲ့မိခင်ကလူတွေရှေ့မှာတာငါကောင်းပါတယ်ပြောပြောကျမ်းမာတမ်းမာတယ်ပြောပြောတကယ်တမ်းကစိတ်ရောကိုယ်ပါမကျမ်းမာသေးဘူးဒီချိန်မှာကိုယောက်ျားကတီးခံရဆုံးတယ်ယောက်ျားရဲ့ကျင်တာပြုစုအလိုက်တိမှုတွေအရန်လိုအပ်တယ်ဒီအချိန်အတော်အတွင်းမှာကိုမိမနဲ့ပလိုက်ပြီးရန်fitလို့မရဘူးနားလေပေးရမယ်ကိုတယောက်တည်းနားအေးပါရေးဆိုပြီးထထွက်သွားလို့မရဘူးလှုပ်ချင်တာလှုပ်လို့မရဘူးကိုချင်းစာတရားရှိရမယ်မိမနဲ့အလှဲ့ကြခလေးဝိုင်းထိန်ပေးရတယ်မိမများများအိတ်ခိုင်းရတယ်အလွန်ဆုံးအိတ်နိုင်တာ3-4နာရီပဲခလေးကိုစိတ်ပူလို့နိုးလာရောစားချင်တာချက်ကျွေးရတယ်ခလေးကိုသူ့ရှေ့မှာတီချာပြုစုချစ်တတ်ရမယ်ကိုတီဆောက်ထားတဲ့မိသားစုကိုချစ်တဲ့အမျိုးသားဆိုရင်တင်ပေးစရာမလိုပဲချစ်တတ်ကြတယ်အရန်အသွေးများတယ်များတဲ့အသွေးတွေရောအပြုတ်အမူတွေရောကငါကလေးယူမိတာမှားပြီလားငါကလေးရပြီမှငါလင်ကငါကိုမချစ်တော့ဘူးလားငါကိုစိတ်မရှိတော့ဘူးငါတော့ခဲ့ရင်ငါကလေးကိုဘသူနဲ့ထားခဲ့ရမလဲငါတော့ခဲ့ရင်ငါကလေးပါခေါ်သွားမှာငါကလေးကိုစိတ်မချဘူးငါနဲ့ငါကလေးကိုငါယောက်ျားကချင်ထားသွားမှာလားငါကလေးယူမိလို့ငါယောက်ျားပင်မနေရတာမဟုတ်လားငါပြန်ပိန်အောင်မလားစပင်းတွေကျွတ်လိုက်တာပြန်ထွက်လာအောင်မလားနှုတ်ရည်တွေအရင်လိုပါလို့မထွက်တော့တာလေငါကလေးလေးကကြမ်းကြမ်းမာမာနဲ့ကြီးလာပါမလားထိုင်ငိုနေတာစိတ်အရာငေတယ်အားငေတယ်ယောက်ျားကတခုခုငိုမကြိုက်တာပြောထားရင်3နှစ်အတွင်းမှာလုံးဝမပြောက်တော့ဘူးမှတ်ထားတာငါအပေါ်ဒီလိုပြောရခြင်းဆိုပြီးတနုံနုံသွေးညီတာငယ်တုန်းကခံခဲ့ရတဲ့ trauma တွေကိုအသွေးထဲရောက်လာပြီးမုန်းလာတယ်အတူတူနေခြင်းနဲ့စိတ်မရှိတော့လို့ညင်းတာငါကိုထားသွားမလားစိတ်အယမ်းပင်ပန်းလို့ကွဲမယ်ခဏခဏပြောတာပါသေးတယ်ယောက်ျားကိုကြည့်လို့မရတဲ့အချိန်ဘာမဟုတ်တဲ့ကိစ္စနဲ့လဲကွဲမယ်ကိုလင်ကသူတီးဆောက်ထားတဲ့အိမ်တောင်ကြီးဘာအကြောင်းကြောင့်မှအကွဲမခံဘူးပြောသေးတယ်ငါသားကိုငါယူမယ်နင်းနဲ့မပေါင်းဘူးဆိုတာပါသေးတယ်လမ်းသွားရင်းနဲ့ငါကလေးကိုလူသွားမလားအိမ်ထဲဝင်လာပြီးငါနဲ့ငါသားကိုလာတော်ကတ်သွားမလားမှတ်မိသလောက်ပဲခြာရေးထားတာအများများကြီးတွေးတာနော်အသွေးတွေကလုံးဝရက်မသွားဘူးအဆိုးဆုံးကကလေးကြီးလာလို့လော့ကဒန်ကိုမခံနိုင်ပါကိုစိတ်ပူပြီးအတူတူတော်ကယ်ဖို့တွေးတာအဆိုးဆုံးပဲဒီ3နှစ်အတွင်းမှာအမျိုးသားတွေကကိုသွေးသားကိုမွေးပေးထားတဲ့ကိုအမျိုးသမီးကိုနားလည်ပေးနိုင်ရမယ်ကိုအမျိုးသမီးကိုသူတိုက်ပွဲဝင်နေတာပဲဆိုပြီးသိထားရမယ်စိတ်ချအဲ့ဒါတွေဒါအမျိုးသမီးတွေမခံစားတော့ဘင်ကဘာမှာအတန်ပါဆုံးကကိုရီမိခင်ပဲအမျိုးသားဒါတွေကိုနားလေတီးခံမပေးနိုင်ဘူးဆိုရင်တော့ကိုတီးဆော့ထားတဲ့ကိုအိမ်တောင်ပြိုကွဲသွားဖို့နီးသွားတာပေါ့မူရင်းရေးတဲ့သူကို credit ပေးပါတယ်ရှင်